မင်္ဂလာပါဒီနေ့တော့နောက်ပိုင်းလူငယ်တွေတော်တော်များများမေးလာတဲ့ကိစ္စတစ်ခုပေါ့နော်အဲ့ဒါဘာလို့ဆိုတော့ကျွန်တော်မှာကဂျပန်မှာလူသီးမရှိဘူးလူခံမရှိဘူးဂျပန်သွားဖို့ကိုဘယ်ကနေစလုပ်ရမှန်းကိုမသိဘူးဂျပန်တော့သွားကျင်တယ်သူများတွေလည်းသွားနေကြအမြင်နဲ့ဘယ်ကနေစလုပ်ရမှန်းကိုမသိဘူးမာကြီးကျွန်တော်ကိုပြောပြပါအောင် guideline လေးပေးပါအောင်ဆိုတဲ့လူတွေတော်တော်များလာတယ်အဲ့ဒါကြောင့်မလို့ဒီနေ့တရားကဂျပန်သွားချင်ရင်ဂျပန်သွားမယ်ဆိုရင်ဘာကနေစလုပ်ရမလဲဆိုတဲ့ဟာလေးကိုပြောပြမယ်ပထမဆုံးအရေးကြီးတဲ့တစ်ချက်ကဆေးစစ်ပါဆေးအောင်မှကျန်တာစလုပ်ပါဘာဖြစ်လို့လဲဆိုတော့တစ်ခါလေကြားလို့ရှိရင်ကိုကအကုန်လုံးဂျပန်သွားဖို့လုပ်ပြီးကကျမှနောက်ဆုံးဆေးစစ်လိုက်တဲ့အချိန်ကျမှဆေးမအောင်မင်းနဲ့ကိုလှုပ်ထားသမျှတဲတဲ့ရေသွင်းဖြစ်သွားတဲ့လူတွေအများကြီးရှိပါတယ်အဲ့ဒါကြောင့်မို့ပထမဆုံးအနေနဲ့ဆေးစစ်ပါဆေးကဘာတွေဆေးရမလဲဆိုတဲ့ဟာကိုကျွန်တော်နောက်ဗီဒီယိုမှာပြောပြပေးပါမယ်ဆိုတော့ပထမဆုံးအနေနဲ့ဆေးစစ်ပါဆေးစစ်ပြီးပြီဆိုလို့ရှိရင်ကျတော့သွားလို့ရတဲ့လမ်းကနှစ်လမ်းရှိရပေါ့နော်များသောအားဖြင့်လုပ်နေတဲ့ပုံစံကနှစ်မျိုးရှိတယ်ပထမတစ်မျိုးကကျတော့ဆေးစစ်ပြီးရတယ်ဆေးအောင်ပြီဆိုတာနဲ့ကျတော့agency တန်း join လိုက်တာ agency တန်း join လိုက်တဲ့အခါမှာ agency မှာသင်တန်းပါပြီးသားပေါ့နော်စာသင်တဲ့ခါနဲ့စပြီးတော့စာသင်ပြီးလို့ရှိရင်နောက်ဘာလုပ်လဲဆိုလို့ရှိရင်စာသင်မယ်interview ဝင်ဖြေမယ်စာမွေးတွေသူတို့ဖြေခိုင်းမယ် interview ဝင်ဖြေမယ်ဒါသူတို့ရဲ့အစီအစဉ်နဲ့သွားထားတာပေါ့နော်နောက်ဆုံးအလုပ်ဟိုဘက်ကိုရောက်တဲ့အထိသူတို့ရဲ့အစီအစဉ်အတိုင်းသွားတယ်နောက်ထပ်တနည်းကကြတော့နောက်ထပ်နံပါတ်2တနည်းကကြတော့အခုနောက်ပိုင်းလူငယ်တော်တော်များများလှုပ်လာတဲ့ပုံစံပေါ့နော်အဲ့ဒါကကြတော့ဘာလဲဆိုတော့သူကတင်တန်းကြီးတွေဘာတွေကိုအရန်ကြီးကုန်ကြမခံတော့ဘူးတချို့ကကြတော့အရန်မတက်နိုင်ဘူးဒီအလုပ်တစ်ဖက်နဲ့ပဲလုံနိုင်တယ်ဆိုတဲ့လူမျိုးတွေနောက်ပိုင်းမှာတော်တော်လေးများလာတယ်ပေါ့နော်အဲ့လိုလူမျိုးတွေကြဘာလုပ်ကြလဲဆိုလို့ရှိရင်ဆေးစစ်ပြီးရတယ်ဘာလုပ်လဲဆိုရင်အပြင်ကနေတင်တန်းတက်တယ်အပြင်ကနေတင်တန်းတက်တဲ့အခါမှာတို့ကဒါတင်တန်းကြီးသူတို့ကခြွေတာခြင်းတယ်ဆိုတဲ့သဘောနဲ့ပေါ့နော်အပြင်ကနေတင်တန်းတက်တဲ့အခါကြလို့ရှိရင်ဘာဖြစ်လဲဆိုတော့ကြတော့ပညာဌာနနဲ့တက်ကြတာမျိုးတွေရှိတယ်တချို့ကကြတော့ YouTube ကနေလေ့လာကြတာမျိုးတွေရှိတယ်နောက်တစ်မျိုးကကြတော့ဒီ online ကနေလေ့လာကြတာမျိုးရှိတယ်တချို့အပြင်တင်တန်းတက်တဲ့လူတွေလည်းရှိရပေါ့နော်အဲ့လိုမျိုးတက်ပြီးမှအနေထားတစ်ခုဒီဂျပန်စာ level အနေထားတစ်ခုလောက်ရောက်သွားပြီ N5 တော့လကောင် N4 တော့လကောင်အနေထားတစ်ခုရောက်သွားပြီဆိုလို့ရှိရင်အဲ့ဒီကနေစပြီးကကြမှာinterview ဖြေဖို့ဒီ agency ရှာတယ်ပေါ့နော်ဒီဟာကတော့နောက်ပိုင်းတော်တော်များများလောက်လာကြတဲ့နီလန်းလို့မြင်ပါတယ် agency ရှာတယ်ပေါ့နော် agency ရှာပြီးကကြမှာခုနကပြောဆို agency ရှာတယ် interview ဖြေတယ်ပြီးနောက်ထပ် process တွေအကုန်လုံးကတော့ဒီ agency ကနေပဲစီစဉ်ပေးသွားတယ်ပေါ့နော်အဲ့ဒီလိုမျိုးတွေလည်းလောက်လာကြတယ်ပေါ့နော်ဆိုတော့အဲ့ဒီနီးလန်း2မျိုးရှိပါတယ်ကိုက agency အစင်းနဲ့ရှိပြီးသားဆိုလို့ရှိရင်စစ်ပြီးရတယ် agency ကိုတန်း join လို့ရတယ် agency အစင်းနဲ့မရှိသေးဘူးဆိုလို့ရှိရင်ကျတို့စာတင်အရင်ဆုံးတင်နဲ့နီးလန်းနဲ့သွားကြရတယ်ပေါ့နော်ဆိုတော့ဒါကတော့ဒီရမေးထားကြလို့အဲ့ဒီဟာ2မျိုးနဲ့လောလောဆယ်လုပ်နေကြရတယ်ပေါ့နော်တော့နောက်ဗီဒီယိုမှာကျတို့ဆေးစစ်ရင်ဘာတွေစစ်ရမလဲဆိုတဲ့ဟာလေးကိုပြောပြပေးသွားပါမယ်ရှင်ဂျပန်သွားဖို့ဆေးစစ်ရင်ဘာတွေစစ်ရမလဲဆိုတဲ့ဟာလေးကိုဒီဗီဒီယိုမှာပြောပြသွားပါမယ်ဂျပန်သွားဖို့ဆေးစစ်မယ်ဆိုလို့ရှိရင်တချို့ရန်ကုန်ကဆေးကန်းနေဆိုလို့ရှိရင်ဂျပန်သွားဖို့ဆေးစစ်ချင်လို့ပါဆိုလို့ရှိရင်နားလဲကြရပေါ့နော်သူတို့စစ်ပေးတယ်တချို့ဆေးကန်းနေကြတော့ဒီမတိတဲ့ဆေးကန်းတွေရှိရပေါ့နော်အဲ့လိုမျိုးဆိုလို့ရှိရင်တချို့နယ်ဘက်မှာစစ်ချင်တဲ့လူတွေလည်းရှိရင်နယ်ဘက်မှာဆိုလို့ရှိရင်ဂျပန်သွားဖို့စစ်ချင်တယ်ဆိုရင်တိတ်ပြီးတော့နားမလဲတဲ့ဆေးကမ်းမျိုးတွေလည်းရှိရပေါ့နော်အဲ့တော့ကြတော့ဂျပန်သွားဖို့ဘယ်လိုဆေးစစ်ရလဲဆိုတဲ့ဟာကိုတိကျစစ်ခဲ့တဲ့ပုံစံအတိုင်းပြောပြပေးမယ်နော်မတူတာမျိုးရှိရင်တော့အဆင်မရှိပါနဲ့ဒါတိကျသွားခဲ့တဲ့ပုံစံအတိုင်းပဲပြောပြပေးမယ်အဲ့တော့ဘာရေးစစ်ရမလဲဆိုလို့ရှိရင်စီးစစ်ရပါမယ်ပြီးရင်သွေးစစ်ရပါမယ်ပြီးရင်မျက်လုံးပေါ့နော်မျက်လုံးမှာမှမျက်လုံးပါဝါစစ်ရမယ်ပြီးလို့ရှိရင်မျက်လုံးကာလာဘလိုင်းပေါ့နော်ကာလာဘလိုင်းဆိုတာကမျက်လုံးကနေအယောင်ခွဲခြားနိုင်စွမ်းရှိမရှိမျက်လုံးကာလာဘလိုင်းစစ်ရပါမယ်ပြီးလို့ရှိရင်အဆုတ်ဓာတ်မှန်ရပါမယ် ECG ဆွဲရပါမယ်အရန်အမြင့်ရဲ့ကိုအလေးချိန်ရဲ့ချိန်ရမယ်ပေါ့နော်10မျိုးဖြစ်ပါတယ်စစ်ရမယ်ဟာက10မျိုးဖြစ်ပါတယ်အဲ့ဒီဟာစစ်လို့စစ်ရမယ်ပေါ့နော်အဲ့ဒီဟာတွေစစ်ပြီးလို့ဘလို့ယောဂတွေရှိရင်သွားလို့မရဘူးလဲဆိုတဲ့ဟာကိုလည်းပြောပြပေးမယ်ပေါ့နော်TB ယောဂရှိနေရဆိုရင်သွားလို့မရပါဘူး TB ရှိနေရဆိုလို့ရှိရင်ဆေးတောက်ပြီးမှပဲသွားလို့ရမယ်ဆေးတောက်ပြီးမှပျောက်ခါကြမှာပဲသွားလို့ရမယ်ပေါ့နော်ဆိုတော့ TB မရပါဘူး B ပိုးမရပါဘူး C ပိုးမရပါဘူး HIV AIDS ကာလာသားယောဂပေါ့နော်မရပါဘူးပြီးရင်အဆုတ်မှာပြဿနာရှိနေရင်မရပါဘူးနောက်တစ်ခုကကာလာဘလိုင်းပေါ့နော်မျက်လုံးကအယောင်ခွဲခြားနိုင်စွမ်းမရှိဘူးဆိုလို့ရှိရင်သွားလို့မရပါဘူးအဲ့ဒီဟာတွေကသွားလို့မရတဲ့ဟာမျိုးတွေပေါ့နော်အဲ့လိုထဲမှာမှတချို့TV တို့မျိုးဒီအဆုတ်မှာပြဿနာရှိတဲ့ဟာကဒီလိုသွားလို့မရတဲ့ယောဂတွေထဲမှာမှဆေးတောက်ရင်ပျောက်တဲ့ယောဂတွေဆိုလို့ရှိရင်ဆေးတောက်လို့ပျောက်သွားပြီဆိုလို့ရှိရင်ပြန်သွားလို့ရရဲပေါ့နော်နောက်တစ်ခုကကြတော့အဆုတ်မှာပြဿနာရှိတာမျိုးတချို့တွေကြတော့ကလေး TV တွေရှိရပေါ့နော်ကလေး TV ဆိုတာကကလေးဘဝတုန်းက TV ဖြစ်ခဲ့ဘူးတယ်ဒါပေမဲ့ပျောက်သွားပြီပေါ့ပျောက်သွားပြီ
ပျောက်သွားတယ်ဆိုပေမဲ့လို့အဆုတ်မှာအမာရွတ်ကြံခဲ့တာမျိုးတွေ spot ကြံခဲ့တာမျိုးတွေလည်းရှိတတ်တယ်အဲ့လိုမျိုးဟာမျိုးတွေကကြတော့လက်ရှိမှာယောဂဖြစ်မနေဘူးလက်ရှိမှာပေါ့နော်ဖြစ်နေတာမဟုတ်ဘူးဆိုလို့ရှိရင်အဲ့တော့အရင်တုန်းကကြံခဲ့တဲ့ဟာမျိုးတွေဆိုလို့ရှိရင်စေးထောက်ခံချက်တွေနဲ့အဲ့ဒီဆရာဝန်ထောက်ခံချက်တွေနဲ့လက်ခံပေးတဲ့သွားလို့ရတဲ့ agency မျိုးတွေလည်းရှိပါတယ်